ပရိသတ်ကြီးမင်္ဂလာပါအခုခရီးစဉ်ကတော့တောင်တန်းနေစီသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ဗျာ let's go တော်လန်းကကျန်းတယ်ဗျတပင်တွေကိုကိုယ်တိုင်ခုတ်ပြီးရှေ့ဆက်နေရတာပင်ပန်းပေမဲ့တောင်ပေါ်ကိုတော့အာတင်ပြီးဆက်တက်မယ်ဗျာလန်ဒဝတ်တော့ရောက်ပြီဗျာဒါပေမဲ့မိုးဝါချုပ်ခါနီးနေပြီဆိုတော့ဒီမှာတညနားဖို့ယာယီတီလေးထိုးလိုက်အောင်မယ်ဗျာပရိသတ်ကြီးစားပါအောင်လားထွေထွေထူးထူးတော့မဟုတ်ဘူးပါလာတဲ့ခောက်ဆွဲ6ဗျတောင်တက်ရတာပင်ပန်းတော့ကျွန်တော်ကတော့ဆွဲပြီပြို့စားထားပြီးလို့ခဏအိတ်လိုက်အောင်ပဲဗျာမိုးလေးမှပြန်တွေးကြမယ် good night ပါပရိသတ်ကြီးရေအိတ်နေရင်အတန်တစ်ခုကြားလိုက်လို့ကျွန်တော်လက်နိုးသွားတယ်ဗျတညောက်လျှောက်ကကျွန်တော်ကိုကြည့်နေတယ်လို့မျိုးခံစားရတယ်ချက်သီးတွေတောင်ထလာတယ်ဗျကျွန်တော်လည်းဆက်မအိတ်ရဲတော့ဘူးဗျကော်ဖီတောက်ရင်မိုးလင်းမဲ့အချိန်ပဲစောင့်နေလိုက်တော့မယ်တဒူးတွေရှိပေမဲ့ကြောက်တတ်တယ်ဗျကဲကော်ဖီတောက်ရင်မိုးတောင်လင်းသွားပြီဗျပစဲနေသိမ့်ပြီးတောင်ပေါ်ကိုခရီးဆက်တက်မယ်ဖာလုံးမယ်လိုက်ခဲ့ကြပါဦးခရီးဆက်လာလိုက်တာတောင်ပေါ်တော့ရောက်ပြီဗျမြင်ရတာရင်သက်ရှုမောဝယ်ရှိပြီးလက်ဆက်တဲ့လေးရှုလိုက်ရတဲ့ feeling ကဘာနဲ့မှမတူဘူးဗျကျွန်တော်ပထမဆုံးရောက်တာဆိုတော့နိုင်ငံအလံနဲ့ကျွန်တော်ကိုယ်ပိုင် logo အလံလေးစိုက်ထူခဲ့မယ်ဗျဒီနေ့ခရီးစဉ်လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ဗျ